အားလုံးပဲမင်္ဂလာပါဒီနေ့လေယာဉ်မြောက်နဲ့အလူစင်ဖြစ်ပါတယ်ငလေတန်ခံနေရတဲ့တန်ကြတော်များနဲ့ပြည်သူများအတွက်အလူစင်တွေလာလူကြတယ်ပေါ့နော်အဲ့ဒါဖတ်ပြပေးမယ်ပေါ့မွေအခါနော်လေတော့ထောင်းပါရဘူးနဲ့လေတော့ထောင်းပါအကောင်ဖလော်ဂင်းမှာဘောချချတယ်နော်နောက်ဖို့မလို့ပြရဘူးနဲ့အခါအခုမြန်မာငွေနဲ့ဘတ်ငွေခွဲထားတယ်ပေါ့နော်အခုမြန်မာငွေရင်ဖတ်ပြပေးမယ်မြန်မာငွေအလူစင်များနောက်လာစေဖို့ပြီးခေမိသားစု30ကျပြီးခေပစ္စည်းတန်ဖို့30ကျဆိုလင်းဦး10သိန်းကျကရင်အဆိုစင်မူအဖို့မိသားစု2သိန်းကျကရင်တေးဆိုတရုတ်ဆောင်တော့ကြကလေး3သိန်းကျကရင်တေးဆိုတရုတ်ဆောင်ကလူအဲ3သိန်းကျအဖွားတော်မမမိသားစုတာဝန်တာရွာ3သိန်းကျဒေါ်စုစုမာသာအေချမ်းမောင်သမီးအေချမ်းမေအဲတင်ကန်ကျူရန်ကုန်3သိန်းကျဒေါ်ခင်နွဲ့ရီကောကရိတ်မြို့နယ်ကော့ကလောင်ကျေးရွာ9000ကျစောထုံချီလေးနောင်လာကျေးရွာ9000ကျအစင်ဝေပုလာရန်ကုန်9000ကျပပိုင်မိသားစု3သိန်းကျစောစောစကောကရင်တေးဆိုတရုတ်ဆောင်2သိန်းကျစောခုစကောကရင်အဆိုတော်1သိန်းကျအဖိုးဦးမောင်နဲ့အဖွားတော်ခက်ဩစတြေးလျစီသိန်းကျနန်းနွယ်ထွန်းကော့ကရိတ်ကော့ကလောင်ရွာ1သိန်းကျအေးနန္ဒာစီးဖြူကုန်းကျေးရွာ2သိန်းကျနောက်ဝမိသားစုကော့ကရိတ်မြို့နယ်နဘူးကျေးရွာ2သိန်းကျဒေါ်တန်အေးမိသားစုတမညာ1သိန်း1000ကျဦးချစ်သိန်းဒေါ်မမမိသားစုတမညာ1သိန်းကျဦးစိုးမြင့်အောင်ဒေါ်အေယာမိသားစုတမညာ1သိန်းကျနမလေးမိသားစုကော့ကရိတ်ကော့ကလောင်ကျေးရွာ1သိန်းကျပြီးတော့ခွန်စုကလေးလူစင်များဖြစ်ပါတယ်အစင်ဓမ္မနန္ဒာခွန်စုကလေးကျောင်းဆရာတော်1သိန်းကျအစင်ဝလာတာမီခွန်စုကလေးကျောင်း1သိန်းကျဒေါ်လူလူခွန်စုကလေးရွာ1သိန်းဥဖာယီ1သိန်းဒေါ်မကြီး1သိန်းနဲ့9000နောက်ဒူဒူ1သိန်းဒေါ်စနေမ1သိန်းကျဒေါ်မူကော်လဲ9000ကျဒေါ်လက်ခူ9000ကျဒေါ်မချီကုံ9000ကျဒေါ်ပွင့်စိန်9000ကျဦးစိတ်လိုင်း9000ကျဦးအထော9000ကျဦးအကုံ9000ကျဦးအောင်တောင်း3000ကျဒေါ်မင်းအိုင်1000ကျဒေါ်တလူကူ1000ကျဦးချီပူ1000ကျဒေါ်မွန်းချင်း1000ကျဦးခန့်ချင်း1000ကျဦးထူရော1000ကျဦးတိုက်ပွဲ9000ကျအခုဘတ်ငွေနဲ့လူစင်ပြန်ဖတ်ပြမယ်ဦးမောင်လောင်းဒေါ်မင်းငယ်ပတာကြီးရွာခိတအမေရိကန်16500ဘတ်စောဖမဲမွန်ခုလုံးမြတ်ပီရွာခိတအမေရိကန်8000ဘတ်နောက်မွန်မိသားစုကွမ်ဘီရွာခိတအမေရိကန်15000ဘတ်နန်ဖောထွန်းခီအမနန်ချစ်တောင်းလိုင်းပွဲပန်တော်မီကြီးရွာ2000ဘတ်ဟိုဝင်နေတငယ်ချင်းများပပြိုးရွာ1600ဘတ်မန်တိုင်ဝင်းကော့ကလောင်900ဘတ်တည်သွားပြီဖြစ်တဲ့အဖေကိုရည်စုပြီးတော့အဖေအောင်မောင်ရောက်ရအရာကတာဒုခွန်နိုင်ပါစီယာ1000ဘတ်နော်အဲကလေးကျမီယောမြို့နယ်ဖာတိုင်အိုစုဆွေမုတ်ကြီးရွာ900ဘတ်စောစံမြစင်ကူးကရင်စုရွာ1000ဘတ်စောတူးကိုမိသားစုကမော့တော်ရွာ900ဘတ်ဒေါ်မြင့်သေးမိသားစုပေါင်မြို့နယ်မူကြီးရွာ400ဘတ်စောအဲခေါင်စုနော်ဒါပီမြန်ကြီးငွာ900ဘတ်နောက်ခလိမူလောပခီတဝောင်း900ဘတ်စောအောင်လင်းသေးလာကရာရွာ2000ဘတ်နန်းချီမေလင်းနန်းစန်ဒီဦးနန်းတန်တာအေးနန်းဖြူစင်အေးမူပြည်နယ်မူကြည့်ကျွေးရ400ဘတ်ကျုံပါပေါင်းမမင်းထွေးကလာတဝောင်းမလာအခောင်းထိုင်1000ဘတ်နန်းဆိုင်မုံသွေးရွာ1000ဘတ်ဒေါ်မိုးမိုးနောင်ထလုံးရွာ1000ဘတ်နန်းကြည်ကြည်ခင်စေတီ2000ဘတ်နောင်မင်းအဖော်နောင်တပန်ဝါတော်900ဘတ်စောအောင်မြကျော်ဖအံမြို့1000ဘတ်စောလမင်းစေနမလေးတော်ကြီးကုန်းရွာ1000ဘတ်မချောကောပေါ်ရွာ1500ဘတ်ကေတီလိုင်းကရန်ထန်တဝါ1000ဘတ်နန်းစုကေတီနောင်ခလုံးရွာ1000ဘတ်စောဝင်းနိုင်ဒေါ်မရင်အေးမိသားစုမဲပေါင်အပိုင်း3500ဘတ်မိုးမိုး300အော်ဘီမလီမနန်းခီ400မအေချီနော်မဘုတ်ကြီးရွာ2500ဘတ်မန်ဟိတ်တဲ့အောင်ကော့ကလိတ်လောင်းကန်ကြီးရွာ300ဘတ်မန်ခိုင်လင်းတွန်းနန်းခခိုင်ဝင်းလိုင်းပွဲမျိုးပ
ပတ်ပြူကြီးရွာ1000ဘတ်စောမိုင်းကျန်နောင်ကုန်းရွာ1000ဘတ်တန်းစော့မျိုးတန်းချစ်လေးအေးနုတအုပ်ရွာ900ဘတ်နန်းရီရီအေးတောက်ဝန်တိုင်ရွာ1000ဘတ်နောင်ဖော့သဝါလိုင်ဖူးတဝေါ900ဘတ်နန်းမြစန္ဒာထွန်းနောင်လာရွာ1000ဘတ်နန်းခက်ခက်မိုးနောင်လာရွာ900ဘတ်နန်းကြည်ကြည်နောင်လာရွာ900ဘတ်နန်းမြသူစာဝင်းနောင်လာရွာ900ဘတ်နန်းမြတစင်တင်းနောင်လာရွာ900ဘတ်နန်းအဲစခီကော့ကူရွာ900ဘတ်စုစုပေါင်းဘတ်အားလုံးကတော့8900ဘတ်ပေါ့နော်မြန်မာငွေနဲ့ပြင်လဲလို့ရှိရင်တော့1,390,400ကျပ်ဒီနေ့ရတဲ့အလူငွေအားလုံးစုစုပေါင်းအားဆိုရင်မြန်မာငွေက92,600,000ကျပ်ပေါ့နော်ဘတ်ငွေလဲမြန်မာကတော့1,390,400ကျပ်ပေါ့နော်အဲ့ဒီနှစ်ခုပေါင်းလို့ရှိရင်1,636,400ကျပ်ပေါ့နော်လေးရဲ့စလုံးပေါင်းရရှိတဲ့လူငွေကတော့490,336,900ကျပ်ပေါ့နော်ပို့ပြီး86သိန်းကိုနှုတ်လိုက်လို့ရှိရင်419,336,900ကျကျန်တယ်ပေါ့နော်အဲ့ဒီကျန်တဲ့လူငွေကိုအဖေပြန်သွားလူမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုလူတန်းပေးတဲ့လူငွေအလူစင်တွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေငွေနဲ့ချက်ခဲမှာဘောချက်ချတဲ့ကွာဒီဆိုင်ရဘူးနဲ့ပေးနေတဲ့စာအောသူနီပါလာကဲပါလာကွာဒီဆိုင်ရဘူးနဲ့ဝဲဩစလာဆိုင်